မင်္ဂလာရှိတော့မနက်ခင်းလေးပါရှင်အခုဆိုရင်တော့ကျမတို့ရဲ့မြို့ရဲမှာပြိုင်ပွဲတစ်ခုကိုကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲကြီးကတော့ Steal Brain Rot ဆိုတဲ့ Brain Rot Mistake ကအရုပ်တွေကိုလိုက်ခိုးရမယ်ပြိုင်ပွဲပဲဖြစ်ပါရဲ့Brain Rot ကောင်တွေကိုအများဆုံးလိုက်ခိုးပြီးတော့အကောင်းဆုံးနဲ့အလန်းဆုံး Brain Rot တွေပိုင်ဆိုင်နိုင်မဲ့သူက winner ဖြစ်သွားမှာပဲဖြစ်ပါရဲ့ရှင်ဟာ Brain Rot ပြိုင်ပွဲဆိုပါလား Steal Brain Rot တဲ့ဟာဘာဖြစ်ဒီပြိုင်ပွဲရောက်စိတ်ဝင်စားစရာကောင်းတယ်ကွာ Steal Brain Rot ဟာ Brain Rot ကိုလိုက်ခိုးရမှာတဲ့မိုက်တယ်ကွာမိုက်တယ်ဒီအကြောင်းကိုငါဘိုးနဲ့ ED ကိုသွားပြောရမယ်ဒီကောင်းနေမတီသေးဘူးထင်တယ်ကွာမိုက်တယ်ရောက်ပြီးမြို့ဝဲကဒီတစ်ခါပိတ်ရက်ပြိုင်ပွဲရောက်တော်တော်မိုက်တယ်ကွာ Holiday Tournament ကဒီကောင်းနေဟိယဘိုး ED ကောင်းနေငါခန်းထဲမှာလည်းမရှိဘူးရောက်လည်းမသိဘူးဟောခြံထဲမှာစောင့်နေတာမသိဘူးဟိရောက်နေဘိုးနဲ့ ED ဘယ်ရောက်လဲမသိဘူးကွာဒီမှာလည်းမရှိဘူးဟိရောက်နေဟိရောက်အပြင်ထွက်သွားလားမသိဘူးကောင်းနေဟာဒုက္ခပဲရောက်ဟေးငါ Brain Rot ကြီးလိုက်ခိုးမှုပြိုင်ပွဲကိုပြိုင်ပါမယ်အော်ဒီမှာဟိရောက်မင်းတို့လိုက်ရှာနေရတည်င်းထဲမှာပါလာရဲ့ကွာ Steal Brain Rot တဲ့ငါ့အဲ့ပြိုင်ပွဲဝင်ပြိုင်ကြမလားကိုကြီးစမပြောတာနောက်တော့ကြာနေပြီဗျဘဘိုးတို့ကအဲ့ပြိုင်ပွဲကြောင်းတိပြီးသွားပြီဒီ Steal Brain Rot ပြိုင်ပွဲကြီးကိုဝင်ပြိုင်ဖို့အတွက်ဘဘိုးက ready ဖြစ်နေပြီကိုကြီးစမကခုမှသိရလားဗျအေးငါအခုမှတည်င်းထဲမှာတွေးလိုက်လို့ကွာမင်းတို့ဘလို့သဘောရလဲကွာငါလည်းအဲ့တော်တော်စိတ်ဝင်စားရကွာ Brain Rot ကောင်တွေကိုသူများရဲ့စီကလိုက်ခိုးရမှာတဲ့မိုက်တယ်ကွာရောက် Steal Brain Rot ဆိုရဒီ tournament ကြီးကိုငါ့ဝေဝင်ပြိုင်ကြမလားရောက်နေဘဘိုးကပြိုင်ဖို့အစင်းလေးလုံးနေပါပြီဆိုကိုကြီးစမကလည်းဗျာအခုဘိုးကစပြီးတော့ထွက်တော့မလို့ဗျာသူများ channel က Brain Rot ကြီးလိုက်ခိုးအောင်မလို့ဟဲ့ကိုကြီးစမကတခါလိုက်ခဲ့မှလာဘူးနဲ့တခါလိုက်ခဲ့ရင်ကောင်းမလားဆိုတော့ငါ့လူခွဲပြီးတော့ခိုးအောင်ပိုကောင်းမနေနဲ့ကွာလားဒါမှမဟုတ်အတူတူသွားကြမလားအတူတူသွားရင်တော့ပို့ပြီးတော့ညီညွတ်ရှိရကွာလူခွဲပြီးသွားလဲအဆင်ပြေရပဲကွာရှာမမဟုတ်ခွဲတော့ပိုကောင်းပါရဲ့ကွာမင်းတို့နှစ်ကောင်တစ်ခွက်သွားလိုက်ငါတနေရာသွားလိုက်မယ်ကွာငါ့ရေမြို့မြောက်ပိုင်းနဲ့တောင်ပိုင်းနှစ်ပိုင်းခွဲပြီးသွားလိုက်ကြမယ်ကွာပြီးရတယ် Brain Rot ကိုလိုက်ခိုးကြမယ်ကွာမိုးချုပ်လို့ပြိုင်ပွဲပြီးသွားရင်တော့ငါ့ချန်ပီယံဝင်းနာဖြစ်ရမယ်ကွာအကောင်းဆုံးလမ်းဆုံး Brain Rot ကိုငါ့ပိုင်ဆိုင်ရမယ်ကွာโอเคဗျာဒါဆိုရင်ဘဘိုးလေးထိုးပြီဣတိထိုးရမယ်အချိန်မရှိတော့ဘူးကွာဟာဟိုကောင်နေကတော့လစ်သွားပြီကွာငါလည်းထိုးရမယ်ကွာအချိန်ကတိတ်မရှိဘူး Steal Brain Rot သူများ Brain Rot ကောင်တွေကိုလိုက်ခိုးရမယ်တွေးကြရဗောပထမဆုံးပြစ်မှတ်ကဘသူဖြစ်မလဲဆိုတော့ဦးလေးတော်မီဗောဦးလေးတော်မီရဲ့အိမ်တော်ရောက်လာပြီကွာBrain Rot ငါသွားခိုးရမယ်ဦးလေးတော်မီ